အားလုံးပဲမင်္ဂလာပါခင်ဗျာကိုဇော် Edutainment YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော် video editing tutorial လေးလုပ်ပေးနေတာလေတော်တော်ကြာပြက်ကွက်ခဲ့မိတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်အကြောင်းမျိုးကြောင့်ပေါ့နော်အလုံးများတာလည်းပါပါတယ်အကြောင်းပြက်ကွက်နေတာပါအခုကစပြီးကျွန်တော်တို့ပုံမှန်တိုင်းပြန်သွားကြမယ်အနည်းဆုံးတော့ကျွန်တော်တစ်ပတ်တစ်ခါတော့နှစ်ပတ်တစ်ခါလောက်တော့ကျွန်တော်ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါမယ်လို့ Okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြရအောင်เนาะကျွန်တော်တို့ခွာ CapCut နဲ့ editing လုပ်မှာဆိုတော့ကျွန်တော်တို့ editing လုပ်တော့မယ်ဆိုရင်ဒီမှာ CapCut ထဲကိုဝင်ပါပြီးတာနဲ့ new project ထဲကိုထပ်ဝင်ပါ Okay new project ထဲဝင်လိုက်ရင်ကျွန်တော်တို့ရဲ့ gallery ထဲကိုရောက်ပါပြီအဲ့ gallery ထဲမှာကျွန်တော်လုပ်ပြပေးမဲ့ video လေးကိုကျွန်တော်ဒီ video လေးလုပ်ပြမယ်ကြတော့ကိုလုံးမဲ့ video လေးကို select လုပ်ပြရတဲ့ဒီအောက်မှာရှိတဲ့ add လေးကိုနှိပ်လိုက် Okay အဲ့ဒီ add လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ edit လုပ်မဲ့ video က CapCut ထဲကိုရောက်သွားပြီပေါ့နော်ပြီးရင်နောက်တစ်ခုလောက်ရမှာကကျွန်တော်ရင်ကအများကြီးကြံသွားတဲ့ဟာလေးเนาะaspect ratio လေးရွေးရမယ် aspect ratio ပုံမှန်တော့ကျွန်တော်မရွေးတာများတယ်ကျွန်တော်ဒီတိုင်းပဲလုပ်တာဒါပေမဲ့ကျွန်တော်တင်ငယ်ချင်းတွေကဟိုလုံးမဆိုရွေးတင်တယ်เนาะဒီမှာဒီ TikTok ဒီစိတ်လေးနဲ့9/16ဆိုတဲ့ ratio လေးကိုရွေးရမယ်ရွေးပြီးသွားရင်ဒီမှာအမှန်ချက်လေး tick အမှန်ချက်လေးကိုမှန်ချက်လုပ်လိုက် okay ဆိုရင်ဗီဒီယိုရပြီဗီဒီယိုရကျွန်တော်ရိုက်ချာအရှိကြီးပဲဆိုတော့ကျွန်တော်လိုသလောက်ဖြတ်မယ်ဒီနေရာနေပြီးတော့စယူမယ်ဆိုတော့ဗီဒီယို select လုပ် split လုပ်ဒီ share ဗီဒီယိုမလို့ဘူးအဲ့ select လုပ်ပြီးရင် delete ပေါ့နော် okay okay ဗီဒီယိုကိုတော့မယ် Okay ကျွန်တော်ဗီဒီယိုတစ်လောက်ထိယူအဲ့နေရာလေးเนาะဗီဒီယိုဒီနေရာလေးမှာခဏရမယ်အဲ့ဒါကိုဘာလုပ်မလဲဆိုအဲ့ဗီဒီယို select လုပ်လိုက်ဒီမှာเนาะကို edit လုပ်မဲ့နေရာပေါ့เนาะဒီမြင်းဖြူရမှတ်ထားပြီးပြီအဲ့နေရာဘာလုပ်မလဲဆိုတော့ဒီအောက်မှာဒီ menu bar မှာသွားလိုက်အဲ့မှာ features လေးတစ်ခုရှိတယ်ဒီမှာ free ဆိုတဲ့ feature လေးရှိတယ်အဲ့ free လေးနှိပ်လိုက်เนาะ Okay နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ Okay ဆက်သွားမယ်ဗီဒီယိုကကျွန်တော်မလိုတဲ့အပိုင်းတွေကျွန်တော်ထပ်ဖြတ်အောင်မယ်Okay ပါနော်ဗီဒီယိုကိုဒီလောက်ထည့်ပြန်ယူမယ်ကိုဒီမှာဗီဒီယိုကို select လုပ်ပြီး split လုပ်ပြီးရင်ကျွန်တော်ဒီအလဲဟာမလိုဘူးပေါ့နော်ဆိုတော့အဲ့ဒါကို select လုပ်ပြီးရင် delete လုပ်ပေါ့နော် delete လုပ်လိုက် Okay Okay ဒီမှာဗီဒီယိုဒီထွက်သွားတဲ့နေရာထိတခါselect လုပ်မယ် split လုပ်မယ်ပေါ့နော် split လုပ်ပြီးသွားရင်ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ဒီမှာကြည့်ဒီနောက်ကဒီဗီဒီယိုဘာမှမရှိတဲ့ဟို background ပေါ့နော် empty background ကြီးပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီနှစ်ခုကြားထဲကိုရွှေ့ချင်တာ Okay ဒီနှစ်ခုကြားထဲကိုရွှေ့ချင်တာဆိုတော့เนาะအကောင်နောက်ကဗီဒီယိုဖိလိုက်ဖိပြီးဒီမှာရှေ့ကိုဆွဲလိုက် Okay ဒါဆိုရင်ခုနကဗီဒီယိုကဒီမှာရှေ့နောက်ရပါပြီเนาะ Okay အဲ့ပြီးတာနဲ့ဒီမှာဒီခုနကကျွန်တော် freeze လုပ်ထားတဲ့ဗီဒီယိုရှိရယ်အဲ့ဗီဒီယိုကို select မှတ်လိုက် select မှတ်ပြီးရင်ဒီမှာ add overlay ဆိုတာလေးရှိတယ်အဲ့ overlay နှိပ်လိုက်အဲ့ဒါဆိုရင်ဗီဒီယိုက Okay ဒီမှာဒီအောက်ရောက်ပါပြီเนาะအောက်ရောက်ပါပြီအောက်ရောက်သွားတော့ကျွန်တော်ကဘာလုပ်ချင်လဲဆိုတော့အဲ့ကောင်ကိုဒီခုန select လုပ်ထားတဲ့ဗီဒီယိုကိုကျွန်တော်ဒီအောက်မှာဒီမှာ menu bar မှာသွားလိုက် remove pg ရှိတယ် remove pg နှိပ်လိုက် remove pg မှာအရင်လိုပဲဒီမှာ auto removal ရှိတယ် custom removal ရှိ auto removal ဆိုတာတချို့ feature တွေအရင်ပြောပြပါရင်တော့တချို့ video တွေမှာသုံးလို့ရတယ်အများပိုင်းတော့မကောင်းဘူးအကြောင်းဒီမှာ custom နဲ့သွားမယ်ဘာလို့ auto removal လုံးလန့်အကုန်လုံးတချို့ဟာတွေမပါလာတော့ဘူးပေါ့နော်ဆိုတော့ okay custom removal လုပ်ပြီးတော့ねဒီမှာကျွန်တော် brush ရွေးလိုက်ပြီးရင်ကျွန်တော် brush size ရှိတယ် brush size ကိုကျွန်တော်ဘယ်ဘက်ကိုရွှေ့လိုက်ဒီမှာတစ်ထိထားလိုက် okay ထားပြီးရင် okay စပြီကျွန်တော်တို့
background လုံးဝဆိုတော့ကြောင့်ကျွန်တော်ဒီခုဒီအဲ့ brush နဲ့ကျွန်တော်တို့ရွေးလိုက်မဲ့ဟာကဒီမှာကြံခဲ့မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီလူပုံလေးလိုချင်တာဆိုတော့လူပုံကိုစီအောင်ချေဒီကောင်လက်ဝင်နေဟောခဏလေးရတော့ပျောက်သွားလို့မျိုးဖြစ်လို့မရအောင်လေโอเคအဲ့လိုဖြစ်သွားရင်ဘာမှမပွင့်နော်နောက်ကခုနဒီ backspace များလေးနှိပ်လိုက်ပြန်သွားမယ်ကျွန်တော်တို့ overlay ကိုပြန်လုပ်မယ်ပြီးတာနဲ့လက်ကောင်ကိုဒီမှာ background remove ပဲ custom ပြင်ယူထားနော်ယူထားပြီးကျွန်တော်တော့အဲ့ဒါကျွန်တော်လက်ကဒီscreen mode တော့ထောက်လိုက်တော့ okay ကျွန်တော်ဘာလို့မထောက်နိုင်မရပါကောင်လဲ okay ဒီနေရာအရင်ကြာမှာဆိုတော့ကျွန်တော်ဟောလေဗီဒီယိုထဲမှာတော့တကယ်ဟောထဲမှာတော့ကျွန်တော်အမြန်လောက်ပြလိုက်မယ်နော် speed တင်လိုက်မယ် okay โอเคနော်ချက်ပြီးပါရင်ဒီမှာဒီအမှန်ချစ်လေးထိပေါ်ရမှာနော်ခုနအမှန်ချစ်အစိမ်းလေးပြီးရင်ကျွန်တော်ဒီအောက်ကဒီမှာဒီဘက်ကအမှန်ချစ် check လုပ်လိုက် okay အဲ့ဆိုရင်ရပြီနော် okay အဲ့ပြီးရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုနှိပ်လိုက် sorry မေ့ပါလို့အဲ့ဒါကို key frame လို့ခေါ်တာเนาะအဲ့ key frame လေးကိုနှိပ်ရမှာ okay เนาะဆိုရင်ပြီးအဲ့နှိပ်ပြီးရနဲ့ဒီချက်ကိုရွှေ့လိုက်ပြီးရင်လူပုံလေးကို test နဲ့ဆွဲတင်လိုက် okay နဲ့ရွှေ့လိုက်ဆွဲတင်လိုက်okay ဖြည်းချင်းသွားလိုက်ရနော်ကျွန်တော်တော့အမြန်သွားလိုက်ရ sorry ကျွန်တော်ဖြည်းချင်းမသွားပြမယ်နော်โอเคเนาะအဲ့ဆိုရင်ပြန်ကြည့်လိုက်ပေါ့ဗျာဟုတ်တယ်မလားဒီမှာโอเคတက်သွားပြီเนาะအဲ့လိုဖြစ်သွားရင်ပြောเนาะအောက်ကဟိုကပျောက်သွားဘာမှမပူနေเนาะဒီမှာအဲ့ကောင်နှိပ်လိုက်လည်းပြန်ရောက်လာโอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဗီဒီယိုကဒီမှာပို့နေတယ်အဲ့နေရာကို select ဒီselect လုပ်မယ်ဒီမှာ split လုပ်မယ်ဒီကောင်ကိုကျွန်တော် delete လုပ်လိုက်ရမယ်နော် delete လုပ်လိုက် okay delete လုပ်ပြီးွားရင် okay ပြီးဒီနောက်ကဒီကောင်ကို select လုပ်မယ်ပြီးဒီမှာ delete လုပ်မှာပေါ့နော် delete လုပ်မယ် delete လုပ်ပြီးရင်ကျွန်တော်ကဒီအောင်မပြီးချင်သေးဘူးတိလားဒီကောင်ကကျွန်တော်နောက်တစ်ခုထပ်လုပ်ပြချင်သေးတယ်တိလားဒါဆိုရင်ဒီမှာမကောင်းသေးဘူးโอเคเนาะအဲ့ဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုကို export အရင်ပြန်လုပ်လိုက်เนาะ export အရင်လုပ်လိုက် export လုပ်လိုက်โอเคเนาะ export done ပေါ့เนาะ done လုပ်လိုက်လုပ်ပြီးသွားရင်ဒီမှာကျွန်တော် new project ထပ်ထားဝင်လိုက်sorry new project မဟုတ်เนาะခုနnew project ကိုထောက်ဝင်လိုက်ဝင်ပြီးရင်ခုနကျွန်တော်တို့ export ထုတ်ထားတဲ့ဒီမှာ video ပေါ့เนาะအဲ့ဒီ video ပြန်ပြီး select လုပ်လိုက်ကျွန်တော်တို့ပြီးရင် add ပြန်လုပ်လိုက် okay ကျွန်တော်ဘာလုပ်ပြချင်လဲဆိုအဲ့လုပ်ပြီးရင်เนาะလုပ်ပြီးရင်ဒီမှာခုန video okay เนาะဒီနေရာလေးခုနအပေါ်မတက်ခင်ပေါ့เนาะ
okay ဒီနေရာလေးကို select လုပ်ပြီးတော့ video ကြီးတစ်ခု select လုပ်လိုက် split လုပ်လိုက် okay split လုပ်ပြီးသွားရင်နောက်ထပ်သွားโอเคเนาะနောက်ဒီပျောက်သွားတဲ့နေရာအဲ့နေရာကိုပြန်မှတ်ပြီးသွားရင်အဲ့ဒါကို split လုပ်လိုက် okay split လုပ်ပြီးတော့ဒီမှာကျွန်တော်တစ်ခုလုပ်ပြချင်တာခုနဒီအလဲကဒီမှာเนาะဒီအလဲကဗီဒီယိုပြန်ပြီးတော့ဒီကောင်ကို select လုပ်လိုက်လုပ်ပြီးသွားရင်နောက် feature တစ်ခုเนาะဒီဟိုမှာကြည့်လိုက် oh sorry အဲ့ကောင်ကိုအဲ့ကောင် duplicate လုပ်အောင်မှာကျွန်တော်မေ့ပါ sorry duplicate လုပ်အောင်မှာเนาะဒီမှာအဲ့ကောင်ကို duplicate လုပ်လိုက် duplicate လုပ်ပြီးခုန duplicate လုပ်ထားတဲ့ဒီဒုတိယဟာကိုနောက် features ကိုပြမယ်ဒီအောက်က menu bar မှာသွားလိုက် okay menu bar မှာသွားလိုက်ရင်ဒီမှာ reverse ဆိုတာလေးရှိတယ်လား reverse เนาะအဲ့ဒီ reverse လေးနှိပ်လိုက်ဒါနဲ့လည်းတော့ကြာမယ်เนาะ okay တင်စမ်းကြည့်လိုက်เนาะဒီမှာဒီ video စမ်းကြည့်လိုက်ဖြစ်ပါမယ်ဆိုတော့တက်တော့မယ်ဟုတ်လားဒီเนาะအောက်ကပြန်ကျလာတဲ့ပုံစံเนาะဒီမှာကပြန်ကြည့်เนาะဗီဒီယိုပြန်စမ်းကြည့်ပေါ့ဗျာကြိုက်လို့ရှိရင်ဒါဆိုရင်ဗီဒီယိုကြိုက်ပါပြီကြတော့ဒီမှာ cut ကိုဟို logo ကြီးပါနေတော့ဖြုတ် delete ပေါ့နော်အဲ့တော့ဒီကတော့အတန်ကတော့လေရင်လိုပဲဟိုမှာတော့ add audio တွေရှိရ add audio ရှိရကိုကြိုက်တဲ့ဒီမှာ sound မှာရှာလိုက် okay ဆိုတော့ဒါကျွန်တော်ဆင်ပြေရထည့်ပြတော့ကိုကတော့ဒါပြီးဒီအောက်ပေါင်းနေလိုက် okay ပြီးရင်မတချင်းညရှိတယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုလိုချင်တဲ့နေရာလောက်ထိပဲတချင်းကို select လုပ် split လုပ်ပြီးရင်နောက်ကဟာယူ delete လုပ်လိုက်ပေါ့နော် okay ဒါပဲအဲ့ဆိုပြီးရတယ်ကျွန်တော်တို့ဒီမှာပုံမှန်တိုင်းပဲရင်းလိုပဲ export လုပ်လိုက်ကျွန်တော်ဘာဖြစ်လို့ကျွန်တော် standard ကိုမသုံးဘူးဘာလို့ကျွန်တော် standard ရေးလာပါလို့ background standard power ဒီ standard power ဟုတ်တော့ဗော sorry ကျွန်တော်ခုနတချင်းရေးတာထမှာသူက standard ဟို feature ပါတော့မရအောင်เนาะဆိုတော့အဲ့မှာ sound လို့လိုက်ဆိုတော့အဲ့ဒီခုနသူ standards မှာပါတဲ့ဟာထားရတခုခုပြမှာပါတဲ့ဟာကျွန်တော်ရွေးလိုက်ပြီเนาะဒီမှာ blue moon ဆိုရရွေးလိုက် blue moon လည်းပါတယ် ရွေးလိုက်ပြီဒီမှာဒီအောက်ကပေါင်းနှိပ်လိုက်ရွေးလိုက်ရပါပြီ sorry ကျွန်တော်ခုနကတော့ပြင်ရလို့ပဲတချင်းကိုခုန select လုပ်ကိုလိုချင်တဲ့နေရာကို split လုပ်ဒီနောက်ကဟာကို delete လုပ်တာပဲ okay ဒါဆိုရင်ကျွန်တော်ရပါပြီပုံမှန်တိုင်းပဲ export လုပ်လိုက် export ထုတ်လို့ရပါပြီပြင်ဒီမှာ done ပေါ့ဗျာဟုတ်တယ်မှာ done တော့လိုက်ပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ရဲ့အဲ့ဒီ video gallery တွေကိုရောက်သွားပြီအားလုံးစင်ပြေကြမှာလို့ထင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်တယ်နောက် video ကြမှာထပ်ဆောင်ကြအောင်နော် okay ကျွန်တော်ထပ်ပြီးကြိုးစားမယ် thank you I love you all